မင်္ဂလာပါချစ်ပရိသတ်ကြီးဒီတစ်ခါမှာတော့တိတ်လာတဲ့ပရက်မျိုးကိုရောက်ရှိခဲ့တဲ့အတွေ့အကြုံလေးကိုဝေမျှချင်ပါတယ်ကိုသွားခဲ့တော့2ညအိတ်3ရက်ခရီးဆိုပေမဲ့တကယ်တမ်းတရက်ထင်းနဲ့လည်မယ်ဆိုရင်လေဒါတစ်မျိုးလုံးနှံ့နေပေါ့နော်မျိုးလေးကကျင်းကျင်းလေးနဲ့အရန်ကိုလှပါတယ်အထူးသဖြင့်ပရက်မျိုးရဲ့အထင်ကရဒီကက်စတေးရီယာဆိုလို့ရှိရင်သူ့ရဲ့ gothic အနုပညာလက်ရာတွေနဲ့အလွန်ကိုမှပဲခံရလှပပါတယ်ဒါအပြင်မြို့ရဲ့အလယ်မှာလည်းဒီဖုတ်သားပါမြစ်ကဖြတ်ပြီးစီးဆင်းနေတဲ့အတွက်ကြောင့်မလို့ဘေးပပတ်လည်းမှာတောင်ကုန်းတွေနဲ့ကာရန်ထားပြီးထားတဲ့မြို့လေးပေါ့နော်ဒီမြို့လေးအရန်ကိုမှလှပပါတယ်ရှောက်လေတင်တဲ့နေရာလေးတွေကို review ပေးရမယ်ဆိုရင်တော့ဒီကတော့ဒီ Breakcaster ပြီးတော့ Charles Brick နောက်ပြီးတော့နိုင်စင်နောက်ပြီးတော့ပါရှုံးလဲဆိုတော့သူရဲ့ museum နောက်ပြီးတော့သူရဲ့မြေရှေးဟောင်းမြို့လေးပေါ့နော်အဆောက်အဦတွေကလည်းဒီရှေးဟောင်းအဆောက်အဦနဲ့အရင်လာပါတယ်လမ်းလျှောက်ကြည့်လမ်းတစ်ပတ်လျှောက်ကြည့်ုံနဲ့တနေ့ကုန်လမ်းလျှောက်လိုက်ုံနဲ့မြို့တစ်ပတ်ကိုနှံပြီးသားဖြစ်မှာပါအဲ့တော့ကုန်ကြစီတက်တလေးလည်းဖြစ်ခြင်းနဲ့ယူရိုထဲကလှပရှေးဟောင်းမြို့လေးလေးခြင်းနဲ့ဆိုရင်တော့ prep မြို့ကိုသာတွားရောက်လက်ပတ်ဖို့အကြံပေးပါရစေရှင်အဆုံးထီးကြီးရှူပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ချစ်ပရိသတ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ